မင်္ဂလာပါရှင်ကျမကတော့ Miss Grand မြန်မာ2026မှာရန်ကုန်တောင်ပိုင်းခရိုင်ကိုကိုစားပြုရှင်ပြိုင်မယ် Iris မီဖြစ်ပါရဲ့ရှင်ကျမဟာရန်ကုန်မှာမွေးပြီးရန်ကုန်မှာကြီးရသူတယောက်ပါရန်ကုန်မြို့ဟာစီးပွားရေးမြို့တစ်မြို့ဖြစ်တဲ့အပြင်တိုင်းရင်းသားမျိုးစုံတို့ခိုလုံရအတိုက်မြုံလေးဆိုလည်းမမှားပါဘူးရန်ကုန်မြို့မှာမိချင်းနေထိုင်တဲ့မြန်မာပြည်ပွားတိုင်းရင်းသားတွေရဲ့ရိုးသားဖြူစင်မှုနဲ့စံခိုင်တဲ့စိတ်သက်တွေကကျမကိုရန်ကုန်ရဲ့တစိမ့်တသေးတာကိုကိုစားပြုရခြင်းအတွက်တကယ့်ခွာဖြစ်စေရပါတယ်ကျမယုံကြည်ထားတဲ့လှမေတယောက်ဆိုတာလှပနေုံနဲ့မဟုတ်ပဲမိမိကိုစားပြုရှင်ပြိုင်မယ်ဒေသရဲ့နှလုံးသားကိုကဘာသိရှိအောင်ပြောပြနိုင်စွမ်းရှိရပါမယ်ကျမဒီ Miss Grand မြန်မာ platform ကိုရောက်လာတာကရန်ကုန်တောင်ပိုင်းခရိုင်ရဲ့နှလုံးသားကိုပုံမှုသိရှိစေဖို့နဲ့အားလုံးအတွက်စံပြအမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ပါပဲယုံကြည်မှုရဲရင်မှုနဲ့အတူကျမရဲ့ Miss Grand မြန်မာခရီးစဉ်ကိုရန်ကုန်တောင်ပိုင်းခရိုင်ကိုစားပြုအနေနဲ့စတင်လိုက်ပါပြီရှင်အားလုံးရဲ့အားပေးမှုကိုလည်းညှော်လင့်နေပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်